さん、こんにちは。今日は私の一緒に日本語を勉強しましょう。အခုလေးလာကြမယ့်သင်ခန်းစာလေးရပါတော့ anti grammar ပါတဲ့ဝါခဲနီးဝအိကာနိုင်ဝါခဲနီးဝအိကာနိုင်နဲ့တူတဲ့ဥစ္စာကဒေခိနိုင်မလုံးနိုင်ဘူးလို့ပြောနေမှာသုံးနေပေါ့နော်ကဲစမယ်နော်一番今日は仕事があるから休みわけにはいかないねဒီနေ့ကတဲ့အလုပ်ရှိတဲ့အတွက်ကြောင့်တဲ့နားလို့မရဘူးလေနော်တဲ့2番大事な会議があるので遅れるわけにはいかないအရေးကြီးတဲ့အစည်းအဝေးရှိတဲ့အတွက်ကြောင့်နောက်ကျလို့မရဘူးတဲ့3番約束したから行かないわけにはいかないချိန်နဲ့ဂရီရှိတဲ့အတွက်ကြောင့်မသွားလို့မရဘူးတဲ့4番明日は試験だから遊んでいるわけにはいかないမနေ့ပြန်ကတဲ့ဆောင်းဝဲရှိတဲ့အတွက်ကြောင့်တဲ့ကစားနေလို့မရဘူးတဲ့5番みんなが頑張れいるから私だけ休みわけにはいかないအားလုံးကစူးစမ်းနေတဲ့အချိန်မှာတဲ့ကျွန်တော်တယောက်တည်းနားနေလို့မရဘူးတဲ့ကဲအခုလက်ထပ်ခဲ့တဲ့သင်ခန်းစာလေးရပါတော့ဝါခဲနီဝအိကာနိုင်ဝါခဲနီဝအိကာနိုင်သူတဲ့ဥစ္စာကတေခိနိုင်အတိတ်ပဲလေးကမလုံနိုင်ဘူးလို့ပြောနေမှာသုံးတယ်ပေါ့နော်မင်းဆိုတော့အခုမြင်ရလားမသိဘူးเนาะစာလေးကိုမြင်ရတဲ့ဝါသက်ရှိကိုပြောလို့ရပါတယ်เนาะ comment အောက်မှာခုခုမတဲ့ရမတနဲ့